အားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်ဝက်ဝင်းနစားကြော်လေးရယ်ဒီရပြောဝက်သားကြော်ဝက်ဝင်းနစားဝက်ကလေးစာပေါ့နော်ဝက်ဦးနော်ဝက်ချီဝက်ကလေးစာရှက်ပါတယ်ဟုတ်ကဲ့ပါဝက်ကလေးစာလေးကိုတခြားလေးကျွတ်နေအောင်ဖြောက်ဖြောက်နဲ့နေအောင်ကြော်ပါတယ်ဟုတ်ပါအဲ့တော့ဒီညထမင်းစားမယ်ဒါလေးကတော့ငပိရီပေါ့နော်စားချင်လာပြီတို့ရေဝက်ဝင်းနစားလေးဟိုဟာလေးဟိုဒဲပိုင်းကြီးထဲမှာလေးဖြောက်ဖြောက်နဲ့နေအောင်ကြော်ထားတဲ့လုံးဝဖြောက်အဲ့လိုမျိုးဝက်ချီနဲ့တော့မထုံအဲ့လိုမြည်ညောင်ကြော်ထားတာငပိရီစမ်းဝက်ချီနဲ့တော့မထုံပြီးရငုတ်ဒီမုံသိမ့်မကောင်းတော့တလေးဒီမှာစပါအောင်ဟုတ်ရင်ထင်ငမ်စားတယ်နေလည်းဥချနေတူပဲရောကာစကာဟုတ်ရင်ဥချခုလင်းရှာနိုင်ကိုလုံးမကိုအင်းစားမကိုဝါတယ်မဟုတ်တာဟင်းဟောတာဟင်းအင်းနေပြီဟောတာဟင်းလည်းကြံသေးရအဲ့လိုမှဝတ်သားလည်းအများကြီးပေါ့မလာလေမလာလေမလာလေကြိုက်မယ်မင်းရော这个怎么样的？大花里边的有，哪里还在顶上？ခေါင်းကမမြင်အောင်တော့ဘယ်တော့မှချလာဝတ်အသေးဝတ်ဝင်နေသားလေးဖြောက်ကြော်လေးဖြောက်နဲ့မြန်ကိုကြော်ထားမင်းကြီးရဟုတ်တယ်မလားစားပါဤလို့ခင်းလေးပြုတ်တယ်တို့ကြာအမဖုံးညာအဆုံးပါတယ်ဒါတော့နေဘက်တွေမှာဆိုအရန်ပေါ်တယ်မလောင်ပွင့်တို့မှတ်မှာဆိုအရန်ပေါ်တယ်မလောင်ပွင့်တုံးလေးရစားကျင်လိုက်တာတဲ့စားကျင်လိုက်တာလေကိုကြီးကြားမဲရေခွက်ပင်းမင်းနဲ့မမြင်လေ
ဟုတ်ဒါဝတော့ဘက်မှာဆိုရင်တော့မြို့မှာဆိုရင်တော့ဝက်ကလေးစားပေါ့နော်မီတို့ဘက်မှာဆိုရင်တော့မီတို့တော်ဘက်မှာဆိုရင်တော့ဒါကတော့ 我现在有， တပ်ပဝက်ချစ်စားတော့မီတို့တော်ဘက်မှာဆိုရင်ဒါကဝက်ဝင်းနစားကြော်လို့ခေါ်တယ်နော်တဲ့တို့မြို့မှာဆိုရင်တော့ဝက်ကလေးစားပေါ့ဖြောက်နေနေအောင်စီပွက်ထဲမှာကြော်ထားတဲ့အမျိုးအိုးမိုက်တယ်စားကျင်စရာကြီးတဲ့ကိုဟမ် 他不说了， ဟမ်အရင်လေ 哪个人？ ဟမ်ဒီလေနစ်ထိုးပါတဲ့ဟုတ်ကဲ့ပါရှင်မတို့ရေတဲ့ဟုတ်ကဲ့ပါမြက်လေးရေမင်္ဂလာပါရှင်